အားလုံးပဲမင်္ဂလာပါမျိုးတို့နော်ဒါမနက်ဖြန်10ရက်အင်္ဂါမနေ့ညဖြစ်ပါတယ်နော်ဒီနေ့ကတော့မရအောင်ဒီနေ့မရပါနဲ့မနက်ဖြန်တော့ရမှာပေါ့မျိုးတို့နော်ရှားတာပဲကျမတို့လည်းအကောင်းဆုံးတော့အဲ့ဒါဆိုတော့ဒီအတိုင်းသွားဒီလှုပ်နေတယ်မျိုးနော်အဲ့ဒါဆိုတော့ဒီနှလုံးပေါင်းမှာခုနဲ့6နဲ့ပေါင်းတော့3ကိုဒီ6နဲ့ပေါင်းမှာ3နဲ့6နဲ့ပေါင်းတော့9ပါဝါလေး9ရဲ့နှစ်ခက်က6နော်9လေး6ဒီမနေ့ညကြည့်ရမယ်အဲ့ဒါပြီးသွားတော့တဲ့မျိုးတို့ဒီမှာရှားဖွေထားတာမျိုးတို့ဟိုချစ်ထားတော့အယောင်ကြီးကထက်နေတော့ပြန်ပြီးကြည့်နေတာဒါကြောင့်မှားသွားမှာဆိုတော့နော်ဒါဆိုတော့ဒီရုံနဲ့နှုတ်သလားနှုတ်တော့မလို့နော်အဲ့လိုခုနရှင်နဲ့ပေါင်းတော့9ကို1နဲ့ပေါင်းတော့6ပါဝါက1 6ကနှစ်ခက်က9ရဲ့ပါဝါက4 6တ9လေးနော်သူကဟိုဘက်ဒီဘက်ပြီးပေါက်ဆိုတော့သူကဘာဆင့်ပြီးသွားလဲဒီဘက်ချမ်း9နဲ့ဒီက1နဲ့ညံ့ဒီပိုင်းမှာ9တက်လို့ဆင်းတယ်နော်ပရိတ်ဒီကကိုမကင်လို့ရှင်ကြားတယ်ကိုင်ရင်မကြဘူးနော်အဲ့တော့မကင်တော့ဒီနှလုံးပေါင်းမှာ9နဲ့1နဲ့ပေါင်းတော့3ညကို9နဲ့ပေါင်းတော့9နဲ့3ညနော်ဒီမနေ့ညမှာအဲ့တော့ဒီလိုပေါင်းမှာဒီနှလုံးပေါင်းတော့9ဒီက2နဲ့ပေါင်း9နဲ့2နဲ့ပေါင်းတော့1ဒီပါဝါက6ဒီကနှစ်ခက်က8ကပါဝါက3နော်သူကဟိုဘက်ဒီဘက်အပြီးပေါက်တဲ့အပြီးပေါက်ဆိုတော့တဲ့သူကဘာဆင့်ပြီးသွားလဲတဲ့ဒီ3ညနဲ့ဒီ6နဲ့မနေ့ပိုင်းမှာ6 3ညနောက်တစ်ခါဒီ3နဲ့3ညနဲ့3ည3နောက်တစ်ခါရတော့တို့ထွက်တယ်အဲ့တော့ဒီနှလုံးပေါင်းတော့3ကို9နဲ့ပေါင်းတော့3ည3ညပါဝါက9 3ညရဲ့နှစ်ခက်က9 3ည9ခွန်နော်သူကလည်းဒီမနေ့ညမှာထိရမယ်အဲ့တော့ဒီလိုပေါင်းတာဒီနှလုံးပေါင်းတော့ခွန်ဒီ3နဲ့ပေါင်းတော့3ည3ညပါဝါက9 3ညရဲ့နှစ်ခက်ကခွန်ရဲ့ပါဝါက2နော်သူကလည်းဟိုဘက်ဒီဘက်အပြီးပေါက်တဲ့အပြီးပေါက်ဆိုတော့တဲ့သူကဘာဆင့်ပေးသွားတယ်ဒီ9နဲ့ဒီ2နဲ့ညနေပိုင်းမှာ2 5လို့ဆင်းတယ်တဲ့အဲ့တော့တဲ့ဒီနှလုံးပေါင်းတော့ခွန်1နဲ့ပေါင်းခုနဲ့1နဲ့ပေါင်းတော့8ပါဝါ3ရှိခဲ့နှစ်ခက်က1 8 3 1ပြီးတော့ဒီနှလုံးပေါင်းတော့1ကို3ညနဲ့ပေါင်းတော့1ဒီပါဝါ6ဒီကနှစ်ခက်က8ကပါဝါက3သူကလည်းဟိုဘက်ဒီဘက်အပြီးပေါက်တယ်နော်ပြီးပေါက်ဆိုတော့သူကဘာဆင့်ပေးလဲဒီ3နဲ့ဒီ8နဲ့ညနေပိုင်းမှာ3 8လို့ဆင်းတယ်တဲ့အဲ့တော့မနက်ဖြန်တော့ကဒီနှလုံးပေါင်းမှာ3နဲ့8နဲ့ပေါင်းတော့1ကို1နဲ့ပေါင်းတော့2ပါဝါခွန်2ကနှစ်ခက်က4 2ခွန်4တဲ့ဒီလိုပေါင်းမယ်တဲ့နော်ဒီနှလုံးပေါင်းတော့2ကို2နဲ့6နဲ့ပေါင်းတော့8နော်မျိုးလို့ဒီနှလုံးပေါင်းတော့9နဲ့ပေါင်းတော့8
10 ပါဝါက3ရှိက2ခက်က1ပါဝါ6ဒါမနက်ကဟိုဘက်ဒီဘက်အပြီးပေါက်တယ်နော်ဒါမျိုးတို့ပြန်နေကြဆက်အဲ့ဒါပြီးတော့နော်ဒါလေးကဒီလိုလေးလောက်တာဒါဟိုပထမတော့အမျိုးတို့ပြတာကြတော့ site တွေက2 site နော်2 site ကမတူအဲ့တော့ဒီလိုလေးဆိုတော့တဲ့သူကတော့တောက်လျှောက်ဝင်လာသေးတယ်ဒီနေ့မှလည်းသူကဒီလိုလေးနော်အဲ့တော့ဒီနှလုံးပေါင်း9 9နဲ့ပေါင်းတော့4 9 2ခွန်တဲ့နော်4 9 2ခွန်ဆိုတော့တဲ့သူကပါဆင်းသွားတယ်ဆိုတော့အပြီးတော့ဆင်းသွားသေးတယ်မြို့တို့နော်အဲ့လိုရှိတယ်မြို့တို့အဲ့တော့ရှားတာဒီမှာတို့မှလည်းကောင်းနေတော့မဟုတ်တယ်တခါကြတော့ရှားပွေရတာနော်တခါကြသူကအဲ့လိုပြီးစင်းနေအဲ့တော့မြို့တို့လည်းကိုယ့်ဟာကိုယ်လေးလှုပ်ကြည့်နော်အဲ့တော့မနက်ဖြန်တော့ကဒီနှလုံးပေါင်းတော့3ညကို2နဲ့ပေါင်းတော့2ခု4ကိုတဲ့မနက်ဖြန်မှာသူကထိကိုထိရမယ်အဲ့တော့ဒီကနန်းနဲ့လို့ရှင်တော့မထိုးနဲ့နော်မြို့တို့ရှိမှရှိတဲ့အချိန်ရှိလို့ရှင်နော်ဒီကလန်းလေးနဲ့တွဲပြီးတော့ထိုးနော်သူကတောက်လျှောက်မျိုးတို့မြင်တဲ့အတိုင်းမှာဒီမှာဒီကနေစားနော်ဒီကနေစားပြီးတော့သူကထိလာတာနော်တောက်လျှောက်ဖောင်းရမရှိဘူးအဲ့လိုထိလာအဲ့လိုထိလာတဲ့အခါကျတော့ဒီနေ့မှနင်းလာ9နှစ်ဆိုပြီးတော့ကြောက်ပါတယ်အဲ့တော့မနေ့ဖန်တော့လေနှစ်ခုလေးကိုကထိရမယ်တဲ့နော်မျိုးတို့အဲ့တော့နှစ်ခုလေးဒီမှာခီးရထားတာလေနှစ်ခုလေးကိုကြိုက်တဲ့လူကတော့ကိုတလုံးမှတ်ထားပြီးဒါလေးနဲ့ကတ်ချင်လည်းကတ်ပေါ့နော်ဒါကျမကတော့အကွက်များမှာဆိုလို့ကိုတော့မထည့်တော့နော်ဒီနှစ်ခုလေးနဲ့ဒီနှစ်ခုလေးနဲ့ညီနေတဲ့အတွက်နှစ်ခုလေးကိုပဲကင်မယ်နော်ဒါနဲ့ကတ်ပြီးမယ်ခဏရှာတာမလွယ်ဘူးမျိုးတို့လေကွန်းနဲ့တွားပြီးရှာတဲ့ခဏမှလွယ်ရင်လွယ်အောင်မယ်ခုကနန်းနေရှာတာမလွယ်ဘူးအဲ့တော့နှစ်ခုလေးရကီးနော်အဲ့တော့ပါတိပတ်မဲ့အမျိုးတွေကနှစ်ခုပါတိနော်အဲ့တော့မိန်းနဲ့ဆိုရင်နှစ်ရှိမယ်နှစ်3နှစ်1နှစ်6ခွန်နဲ့ဆိုတော့ခွန်ရှိခွန်3ခွန်1ခွန်6အားတော့ထိုးနော်အဲ့တော့ဒီနောက်မှာအားတရားမရှိတော့ဒီနာပဲအားလိုက်မယ်နော်အဲ့တော့တဲ့4နဲ့ဒါရန်ကွက်4နဲ့ဆိုရင်4ရှိ4 3 4 1 4 6အဲ့ဒါပဲဒါလည်းအားနော်အဲ့တော့မျိုးတို့ညံရှိတယ်လို့ယူတော့မနက်ဖြန်2ခွန်4 9ကတော့ထိရမယ်အဲ့တော့9တော့ကျွန်မထည့်မယ်ပြီးတော့ထည့်လေခဏနေရများကုန်ကိုဟာကိုကြာရင်တော့ကိုဟာကိုထည့်ထူနော်ကျွန်မကတော့ဒါပဲပြီးတယ်အဲ့ဒါဆိုလို့ရှိရင်မနက်ဖြန်ဘယ်နေ့ရက်လဲ10ရက်မနက်ဖြန်10ရက်အင်္ဂါမနေ့ညမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေ။